ညာနဲ့တခုမှာတော့ Hero Prime နဲ့ကြေကြေတို့ဝုံဝင်ဖြူတကောင်ကြီးနောက်ကလိုက်လာတာမလို့အသေးအံကဲမှန်ထွက်ပြေးနေရပါတယ်။ဖျောင်းကြီးမြန်ပြေးဟာ။သူတို့ကသာစွတ်တွေပြေးနေတာဝုံဝင်ကြီးကတော့မောတော်မမောပါဘူး။အဲ့လိုပြေးလိုက်ရင်တနေရာရောက်မှာတော့ပလုံးအိမ်တစ်လုံးကိုလှမ်းတွေ့လိုက်ပါတယ်။ Hero Prime လည်းဝမ်းသာသွားပြီ။ဖျောင်းကြီးမြန်ပြေးလာကွာ။ဒီအိမ်ထဲဝင်လွတ်ပြီးကွာ။ Hero Prime တို့အထဲကိုဝင်ဖို့လုံနေတုန်းမှာပဲဝုံဝင်ဖြူကြီးကလည်းသူတို့နောက်ကနေရောက်လာပါတယ်။မြန်ဝင်မရမယ်ဆရာကြီး Hero Prime ။အေးဟုတ်တယ်ဖွင့်ကွာတကားမြန်ဖွင့်။ကန်ကောင်းသွားတာပါပဲ။ Hero Prime တို့လည်းအဝင်ဝုံဝင်ကြီးလည်းအရောက်ဖြစ်သွားတာပါ။အရန်ကျန်တဲ့ဝုံဝင်ကြီးဆိုပေမဲ့လည်းဒီအိမ်ထဲကိုဖောက်ဝင်ဖို့ကတော့ဘလို့မှမဖြစ်နိုင်တာမလို့ဝုံဝင်ကြီးလည်းလက်လျှော့ပြီးတောထဲကိုပြန်ဝင်သွားခဲ့ပါတယ်။ဟောဝုံဝင်စာဖြစ်တော့မလို့တော်ပါသေးရဲ့ကွာအပြေးတန်လို့တာပေါ့ကွာ။လွတ်တော့လွတ်ပြီဆရာကြီး။ဒါပေမဲ့ဒီအိမ်ကြီးကဘာအိမ်ကြီးလဲမသိဘူးနော်။တောထဲမှာစောက်ထားတာဆိုတော့တခုခုပဲဆရာ။စိတ်မပူပါနဲ့ဒီမှာအေးဆေးအိတ်လို့ရတယ်ရိုက်လိုက်ပါအောင်။ပြောနေတော့မှပဲသူတို့ဝင်လာခဲ့တဲ့တကားကြီးကသူ့ဘာသာသူအောက်ကိုဝင်သွားပြီးနေရန်ကြီးကလည်းအပိတ်ကြီးဖြစ်သွားပါတယ်။အပြင်ကနေကြည့်တော့အိမ်အဆုပ်လဲလို့ထင်ရပေမဲ့အထဲမှာတော့အိမ်ကြီးကအရန်ကိုကြီးမားတဲ့အိမ်တစ်လုံးပုံစံဖြစ်နေတာပါ။ထူးဆန်းတဲ့အသံတွေလည်းကြားနေရပြီး Hero Prime တို့နောက်ကနေကြောက်စရာကောင်းတဲ့တတဝါကြီးလည်းဖြတ်သွားခဲ့ပါတယ်။ဆရာတခုခုပဲနော်။ဘာကြီးဖြတ်သွားလဲမသိဘူး။ဒီတည်းထွက်မှရမယ်ဆရာ။အေးဆေးပေါ့ကွာထွက်ရမှာပေါ့။ဟိုမှာရှိုးပတင်းပေါက်အဲ့ဒီကနေထွက်လို့ရတယ်လေကွာ။ Hero Prime နဲ့ကြေကြေလည်းပတင်းပေါက်ကနေထွက်ဖို့လုပ်နေကြတာပေါ့။ဒါပေမဲ့ပတင်းပေါက်ကတော်တော်မြင့်နေပါတယ်။သူတို့အဲ့လိုထွက်ဖို့လုပ်နေတော့မှပဲသူတို့နောက်ကနေပင့်ကူကြီးကြီးတကောင်ထွက်လာခဲ့ပါတယ်။ Hello မင်္ဂလာပါ။ Hero Prime လည်းတိတ်မကြောက်ပါဘူး။အာပြေကြီးနဲ့ထအော်ပါလေရော။ဘာဖြစ်တာလဲဆရာဘာဖြစ်တာလဲ။ဟိုမှာပင့်ကူကြီးဟာပင့်ကူကြီးပြေးပြီတော့ကွာ။ဆရာကြီး Hero Prime ကပင့်ကူကြီးကိုကြောက်ပြီးစွတ်တွေပြေးသွားတာမလို့ကြေကြေလည်းမနေနိုင်မထိုင်နိုင်ထရှိပါလေရော။ Hero Prime ဝင်သွားတဲ့ဘီယိုကြီးကတာမန်မဟုတ်ပါဘူး။အဲ့ဒါကြောင့်တိတ်မကြလိုက်ပါဘူး။ပြန်ပြေးရပါတော့တယ်။ Hero Prime နောက်မှာတော့ရန်ကိုကြီးတဲ့လက်ကြီးတွေလိုက်လာတာပါ။ကြေကြေလည်းတီတခါတော့မရှိနိုင်တော့ပဲထွက်ပြေးရပါလေရော။လက်ကြီးကထက်ရှိလို့မရတော့တာမလို့ Hero Prime တို့ကိုလိုက်မဖမ်းနိုင်တော့ပါဘူး။ဒါပေမဲ့လည်းစောနာပတင်းပေါက်ကြီးကိုဖြုတ်ယူသွားပါတယ်။အမှန်တော့အဲ့ဒါကပတင်းပေါက်အစ်စ်မဟုတ်ပဲတပ်ပုံတပုံပဲဖြစ်နေခဲ့တာပါ။ Hero Prime တို့ဝင်သွားတဲ့အိမ်ကတာမန်အိမ်မဟုတ်နေပဲတရေတစိတွေထူးဆန်းမှုတွေနဲ့ပြည့်နေတဲ့အိမ်ကြီးတအိမ်ပဲဖြစ်နေပါတယ်။စွတ်တွေထွက်ပြေးသွားတဲ့ Hero Prime နဲ့ကြေကြေတို့ကတော့အခန်းကြီးတစ်ခန်းထဲကိုရောက်လာခဲ့ပါတယ်။အာဟျောင်းကြီးဒီအခန်းကြီးကဘာကြီးလဲကွာ။သူတို့တေချာကြည့်လိုက်တော့အခန်းထဲမှာစမ်းတပ်ဖို့ထည့်ထားတဲ့အကောင်ပေါင်းစုံရှိနေတာမြင်လိုက်ရပါတယ်။လုံးလုံးဆယ်အခုလိုဗီဒီယိုလေးတွေသဘောကျရဲဆိုရင်တော့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်။မဟုတ်တော့ဘူးမဟုတ်သေးဘူးဆရာကြီးတခုခုပဲဗျာ။ကြေတေချာကြည့်လိုက်တဲ့အခါမှာအခန်းကြီးထဲမှာအယိုးချောက်တပ်ပုံကြီးတစ်ပုံချိတ်ထားတာကိုလည်းမြင်ရပါတယ်။ဆက်ဆက်ဆွဆွနဲ့ Hero Prime တို့ကတော့ဘေးမှာတင်ထားတဲ့ဖန်ပလင်တစ်လုံးကိုယူပြီးချောင်းကြည့်လိုက်ပါတယ်။အဲ့လိုချောင်းကြည့်နေတော့မှပဲရုတ်တရက်အစိမ်းရောင်မိခိုးငွေတွေထွက်လာပါတယ်။အဲ့ဒါတွေကို Hero Prime ကရှူလိုက်မိတာမလို့တတိပါလက်သွားပါလေရော။ဟာဆရာဘာဖြစ်တာလဲဗျဆရာ။အဲ့ဒီချိန်မှာပဲစပွဲပေါ်တင်ထားတဲ့ဓာကြီးတစ်လက်ကသူ့ဘာသာသူလေးပေါ်ရောက်လာပါတယ်။ပြီးတော့အဲ့ဒီဓာကြီးကကြေကြေဖက်ကိုလှည့်လာပါတယ်။မကြပါဘူး။ကြေကြေရဲ့မျက်နှာတက်တဲ့ကိုပြေးဆိုင်ပါတော့တယ်။ကံကောင်းသွားတာကတော့ကြေကြေကရှောင်းတာမြင်သွားတာပါ။ဒီနောက်မှာတော့မိဖို့တစ်ခုကသူ့ဘာသာသူမိတောက်လာပါတယ်။ခုံတစ်ခုပေါ်မှာလည်းဘယ်ကမှမသိတဲ့ရိုးတုံးကြီးတွေကျလာပါတယ်။ကြေကြေကတော့ကြောက်ကြောက်လန့်လန့်ဖြစ်နေပြီးအဲ့ဒီအယိုးချောက်ကြီးကိုချောင်းကြည့်လိုက်တာပေါ့။မင်္ဂလာပါကောင်းလေး။ဘာကူညီပေးရမလဲပြောပါ။ကြေကြေလည်းတအားအားနဲ့អော်ပြီးထွက်ပြေးပါလေရော။မိုးမမြင်လေမမြင်ပြေးလိုက်တာမလို့စောနာဓာကြီးနဲ့ခလုတ်တိုက်ပြီးထိုင်ခုံတစ်ခုပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဟာဒီထိုင်ခုံကြီးပေါ်ထိုင်ရတာကောင်းလိုက်တာကွာ။စိန်ကိုရှိနေရောပဲ။မိုက်တယ်ကွာမိုက်တယ်။မကြပါဘူး။အဲ့ဒီထိုင်ခုံကြီးကကြေကြေကိုဝါမျိုးလိုက်ပါတော့တယ်။ကြေကြေပါသွားတာမြင်လိုက်ရတဲ့ Hero Prime လည်းထိုင်ခုံကြီးတဲ့ကိုပြေးဝင်သွားခဲ့ပါတယ်။တိတ်မကြလိုက်ပါဘူး။ Hero Prime နဲ့ကြေကြေတို့ထူဆန်းလွန်းတဲ့အခန်းကြီးတစ်ခန်းထဲကိုပြုတ်ကျလာခဲ့ပါတယ်။ဖျောင်းကြီးဒီအခန်းကြီးကဘာကြီးလဲတော့မသိဘူးနော်။ဒါပေမဲ့ဟိုဟာထွက်ပေါက်ကြီးထင်တယ်ကွာ။ဟုတ်လောက်မယ်ဆရာ။ဟုတ်မယ်ထင်တယ်ပြေးကြတာပေါ့ကွာ။ Hero Prime နဲ့ကြေကြေတို့လည်းထွက်ပေါက်လို့ထင်ရတဲ့နေရာကိုစွတ်တွေပြေးကြတာပေါ့
ဖျောက်နေပါအောင်ဒီကောင်ကဘယ်ကနေရောက်နေရလဲ အခန်းတစ်ခုထဲမှာတော့အန်တမန်ကြီးက toilet ကိုအေးဆေးသုံးနေရပါ ဟျောင်းလေဘာချောင်ကြည့်ရလဲ မင်းကဒီထဲကိုဘယ်လိုလုပ်ပြီးရောက်နေရလဲ နောက်မှမေးပါတော့ဆရာကြီးတကားလေးပြန်ပိတ်ပေးပါဗျာမမြင်သင့်တာတွေမြင်ကုန်တော့မှာပဲ ဟီရိုပရိုင်းနဲ့ဂျေဂျေလည်း toilet တကောက်ပြန်ပိတ်ပေးလိုက်ပြီးထွက်ပေါက်ဖြစ်မဲ့နေရာကိုထွက်ပြေးသွားပါတော့တယ် မြင်ပြေးထားစမ်းကွာဒီအိမ်ကြီးကဘာကြီးလဲမသိဘူးထူဆန်မီကြောက်စရာကောင်းနေရောပဲဟီရိုပရိုင်တို့ထွက်ပေါက်အပြင်ကိုထွက်သွားတယ်ဆိုပေမဲ့ အဲ့ဒါကထွက်ပေါက်မဟုတ်ပဲအခန်းကြီးတစ်ခုထဲကိုပဲရောက်သွားခဲ့တာပါကံကောင်းတာကအဲ့ဒီခန်းကြီးထဲမှာမှနောက်ထပ်ထွက်ပေါက်တစ်ခုရှိနေတာပါ โอเคနောက်ဆုံးတော့လွတ်ပြီပေါ့ကွာ ဟီရိုပရိုင်းအပြင်ကိုထွက်ဖို့လုပ်နေပေမဲ့ဂျေဂျေကပါမလာပါဘူးသူလဲကြည့်လိုက်တဲ့အခါမှာဂျေဂျေကိုတယောက်ယောက်ကစွတ်တွေအတင်းတွေဆွဲထားတာပါဆွဲထားတဲ့ကောင်ကြီးကတော့အယူအချောက်ကြီးတစ်ကောင်ပါ ဆရာကြီးကယ်ပါအောင်ကျွန်တော်ဆွဲထားတယ်ဗျကယ်ပါအောင် ဟီရိုပရိုင်းကတော့ထွက်ပေါက်ကိုမြင်နေရပြီမလို့အပြင်ကိုလည်းထွက်ချင်တယ်ဒါပေမဲ့ဂျေဂျေကိုလည်းမကယ်ပဲထားခဲ့လို့မဖြစ်ဘူးဆိုတာကိုသိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရှေ့ကထွက်ပေါက်တကားကြီးကလည်းပိတ်တော့ဖို့နည်းနည်းပဲလိုပါတော့တယ် ဆရာကြီးဘာကြည့်နေရလဲဗျကယ်ပါအောင်ဗျကယ်ပါအောင် မယုံငါစားရတော့မေကွာလူသားလက်လက်ဆက်ဆက်လေကွာမစားရတာကြပြီကွာငါနဲ့နေစမ်းမကောင်းလေးရ နောက်ဆုံးမှာတော့ဟီရိုပရိုင်းကထွက်ပေါက်ကနေထွက်မပြေးတော့ပဲဂျေဂျေကိုကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဟီရိုပရိုင်းကြောင့်ပဲဂျေဂျေလည်းအယိုးချောက်ကြီးရဲ့လက်ထဲကနေလွတ်သွားပါတယ်တကားကတော့ပိတ်ဖို့အရန်ကိုနီးသွားပါပြီဒါပေမဲ့ဟီရိုပရိုင်းကအားကုန်တော့ပြီးတကားကိုတွန်းထုတ်လိုက်တာမလို့အပြင်ကိုရောက်လာခဲ့ကြပါတယ်ဟီရိုပရိုင်းနဲ့ဂျေဂျေအပြင်ကိုရောက်လာတယ်ဆိုပေမဲ့အထက်ကလိုက်လာတဲ့အယိုးချောက်ကြီးလည်းပါလာခဲ့ပါတယ် မင်းတို့ပြေးလို့တော့ရမယ်ပုံလို့တော့မရပါဘူးကွာဟုတ်တယ်မလား ဟီရိုပရိုင်းနဲ့ဂျေဂျေတို့ပြေးလို့လွတ်သွားမလားမလွတ်သွားဘူးလားဆိုတာကို comment မှာရေးထားပေးပါအောင်နော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်အခုလိုဗီဒီယိုမျိုးလေးတွေကိုကြိုက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပါဗီဒီယိုလေးကို like လုပ်ထားပါဗီဒီယိုအသစ်ဇာတ်လမ်းအသစ်တွေမှာပြန်ဆောင်ရအောင်ပါရှင်မမလေးတီခင်ပါရှင်